ဒီနေ့ကတော့အင်တာဗျူးလာပြရပါကျွန်တော်မဟုတ်တော့เนาะကျွန်တော်ညမလေးနဲ့ကျွန်တော်ကောင်မလေးအင်တာဗျူးလာပြရပါဒီ CBS မှာပါသူကဒီဘက် JLK ဆိုတဲ့ဒီအနားနာမှာရှိတယ်ဒီတာဝါမှာသူကဘာဖွင့်ပါဗျာအမှလူတို့အင်တာဗျူးရအားလာဖြေတာဒီဥစ္စာရမ်းမိုက်ရရှေ့အင်တာဗျူးဖြေပြီးတော့ခု Amazon Cafe ဆိုင်ထိုင်ပါပါ This is Amazon Cafe မားတော့ကျွန်တော်တို့ Starbucks ထက်ဒီ Amazon Cafe ကိုကြိုက်ရဗျာ Amazon Cafe ကပုံမိုက်တယ်ဒါတော့နာဘက်မှာပေါ့နော်နာဘက်က Amazon Cafe ကစိုးရိမ်ပို့လာတယ်ကျွန်တော် Starbucks ဒီမှာဒီ Amazon Cafe ကိုကြိုက်တယ်ဈေးလည်းပိုတက်တာရ Starbucks ပိုလို့ဈေးကြီးတယ်ကျွန်တော်တော့ Amazon ကိုကြိုက်တယ်ဒီပါဟင်မလေးက highlight နေဆိုတော့ Amazon Cafe ကတောက်မဲ့ကျမှဆိုင်ပိတ်သွားတယ်ဗျာခုလိုလို့ဆိုတော့ညီမလေးတယောက်ဆိုင်သွားနေပါလေဘန်ကောက်တိညမှာใช่မြောက်ရွယ်ဝင်နေတာမြောက်တော့မဟုတ်အကြောင်းတို့ဝေးရကြီးရှင်းလေးလို့ပြောနော်ဟုတ်မြောက်ရွယ်ဝင်ပေါ့ဒါမြောက်တော့မဟုတ်ဟေး谢谢你吧。哦，我牙都够你啊，就。谢谢你。过来。牙no。快点，这边扒了吗？ဒီချစ်စရာလေးပြည်နေပဲဒီနေနေရောအောင်းမဲမကန်အောင်းရဲ့တဲ့တင်းမကန်နဲ့နော်ချင်းကဲအထဲဝင်ခေါ်ပါပေါ်တဲ့ဆရာကြီးကေဝရောနာဟန်ဒီကင်းရောနာဆောကြနာရဒီတကယ်သူ့ကိုပြင်းနေတယ်နေတော့ခုနာရဲဆိုတော့လားအဲ့ပြောင်းလိုက်တာဆိုပုံကောင်းကြီးဒီကြောင့်ခုတော့ပြန်နေပါပြီခုနကကျွန်တော်အတိညမလေးဆိုင်ပါဝင်ပြီးတော့မှမဟုတ်ဝင်စားတာပါခုတော့အိမ်ပြန်နေပါပြီခုနကကျွန်တော်တို့အင်တာဗျူးဖြစ်ခဲ့တဲ့ဟိုဟာလေတာဝိုင်းပြမယ်အဝေးကနေနနာဘက်မှာပါဒီဘန်ကောက်ရဲ့ဒီနနာဘက်ကလူတော်တော်စီရများသိလားအခုတော့အိမ်ပြန်နေပါပြီကျွန်တော်အိမ်ရောက်မှပြန်တွေ့ပါမယ်